ပါလို့နှုတ်ဆက်တာပါတယ်နေ့ကားခင်ရဲ့အသက်ရှင်တဲ့နှုတ်ပတ်တော်ကိုပြောကြားခွင့်ရတဲ့အတွက်ရှေးဥစွာဖျားရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းတယ်ဒုတိယအနေဖြင့်အခုလိုကျွန်တော်တို့တာဝန်ပေးတဲ့ဆရာနဲ့တော်၎င်းတင်ထောက်လူကြီးတွေပေါ်မှာ၎င်းအထူးကျေးဇူးတင်ပါတယ်တတိယချက်ပြီးဒီနေ့မှာရောက်ရှိလာတဲ့ခရိယန်ညီကိုမောင်နှမတွေအားလုံးပေါ်မှာလည်းအထူးကျေးဇူးတင်ရှိကြောင်းပြောကြားချင်ပါတယ်ကျွန်တော်ဒီနေ့ဒီနှုတ်ကပတ်တော်အဖြစ်ခွန်အားပေးချင်တာစစ်မှန်တဲ့နှုတ်ကပတ်တော်အဖြစ်ဖြစ်ပွားခြင်းဆိုတဲ့ကောင်းစဉ်လေးအဖြစ်ကျွန်တော်ခွန်အားပေးချင်တယ်ကျွန်တော်တို့ဒီခေတ်ဒီခါမှာရောက်လာကျွန်တော်တို့ငငယ်တုန်းကပေါ့နော်ငငယ်တုန်းကလည်းအခုကျွန်တော်တို့ဒီ30ကျော်တဲ့အသက်တာကအရန်ကွာသွားပြီဘုရားဆိုကျွန်တော်တို့ TV ကြည့်ခဲ့တာတော့ color နဲ့မဟုတ်ဘူး black and white နဲ့ကြည့်ခဲ့တယ်ဒါပေမဲ့ဒီမှာရောက်လာတော့အရောင်စုံ color တွေနဲ့ကြည့်ရတယ်ပြီးတော့သတင်းဖြစ်ပြတဲ့ဟာတွေလည်းတလားလောက်ကြာမှကျွန်တော်တို့ကသိခဲ့တယ်အခုဒီနေ့ဒီချိန်မှာဆိုတော့ဖြစ်ပြတဲ့အရာတွေအားလုံးလည်းအခုကျွန်တော်တို့ TV ထဲမှာ live show ဖြစ်တဲ့ဟာတွေကိုကျွန်တော်တို့တိုက်ရိုက်မြင်နေရတယ်ကျွန်တော်တို့ YouTube မှာဖြစ်ဖြစ် internet တွေမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ဟုတ်လားအားလုံးမြင်နေရပြီဟိုတုန်းကလည်းမတူတော့ဘူးပြီးတော့ဟုတ်လား internet မှာတင်လိုက်ခြင်းအဖြစ်လျှို့ဝှက်ကြံစီတဲ့အရာတွေဟုတ်လားသူများမသိအောင်လုပ်ထားတဲ့အရာတွေလည်းတရားရောက်ကဘယ်လိုခိုးပြီးမှရိုက်လိုက်တယ် internet မှာတင်လိုက်အားလုံးမြင်သွားတယ်အားလုံးလူသိရှင်ကြားဖြစ်သွားတယ်ဘာလို့ဒါကြောင့်လွန်ခဲ့တဲ့ဘယ်လောက်ကြီး technology တိုးတက်နေတဲ့ဆိုတာလွန်ခဲ့တဲ့ဟုတ်လား3ပတ်လောက်ကမလေးရှားလေရင်နော်မလေးရှားလေရင်ပြတ်သွားတဲ့အားရလဲနော်အရန်အော်စရာတစ်ခုဖြစ်သွားတယ်ဒီလောက်ကြီး technology တိုးတက်နေတဲ့ခေတ်မှာပြန်တန်းနေတဲ့လေရင်ကအောက်မှာဘာမှဟုတ်လားတင်းမပေးဘဲနဲ့သူ့ဟာသူပျောက်သွားတယ်ဆိုပြီးမှကျွန်တော်တို့တွေ့တော့ဘာမှထူးဆန်းတော့မဟုတ်ပါတော့ဒါပေမဲ့တကယ်ဒီကုမ္ပဏီကိုတီထောင်တဲ့ကုမ္ပဏီတွေစက်တွေရေးကိရိယာကိုတက်ဆင်ထားတဲ့လူကအဲ့လိုအော်တယ်ဒါကမဖြစ်နိုင်တဲ့အရာဆိုပြီးမှပေါ့နော်ဒါကိုကြည့်ချင်းအဖြစ်နော်ဒီနေ့အာရှမှာဖြစ်နေတဲ့ဟာနောက်အရှေ့မှာဖြစ်နေတဲ့ဟာကျွန်တော်တို့အနောက်နိုင်ငံမှာကျွန်တော်တို့မြင်နေရပြီအခုသူတို့ဘယ်လိုစူးစမ်းရှာဖွေနေတဲ့အရာတွေလဲကျွန်တော်တို့တိုက်ရိုက်တင်းထဲမှာမြင်နေရတယ်အရင်အော်စရာကောင်းတယ်ဒါကြောင့်ကျမ်းစာတစ်ခုပြည့်မော်တော့ကျမ်းစာမှာလဲခရစ်တော်ပြန်လာရေးတဲ့လူတွေအားလုံးမြင်ရမယ်ဆိုပြီးမှလဲပြောထားတယ်နော်ဒါကိုကြည့်စမ်းဒီအရာတွေ technology တိုးတက်နေတဲ့အရာတွေကဟုတ်လားဖျားသခင်ရဲ့စကားတွေကိုပြည့်စုံစေတာပဲဆိုတာကျွန်တော်တို့သိရတယ်တရားနဲ့ပြီးတော့ဖျားသခင်ကပါပဲလူမျိုးတိုင်းကိုငါရဲ့တက်တည်ဖြစ်ပြီးငါရဲ့တက်တည်ဖြစ်ဖို့ရအတွက်ဆိုပြီးမှပြောထားတယ်ယနေ့ဒါကြောင့်နော်ဖျားသခင်ရဲ့အကြောင်းကိုကျွန်တော်တို့က online မှာရောနော်လူတွေမရောက်တဲ့ထူထပ်တဲ့တောမှာတွေပါဟုတ်လားဘာဖြစ်ရောက်သွားလဲဆိုတော့ radio line အဖြစ်ခရစ်တော်ရဲ့အကြောင်းကိုကြားသိရပြီနော်ဟိုတောင်အာဖရိကတော့တတ်တဲ့နေရာမှာလဲဟုတ်လားဆီယာရီကိုယ်တိုင်မသွားရင်တောင်မှသူတို့က radio line ကလည်းခရစ်တော်ရဲ့အကြောင်းကိုကျွန်တော်ကြားသိရတယ်ဆိုတာကျွန်တော်တို့မျက်မြင်သက်တည်ဟုတ်တယ်ဒါကြောင့်ဒီခေတ်ဒီခါမှာနော်ဖျားခင်ရဲ့အကြံစီဟာလူအရောက်စီတိုင်းလူမျိုးတိုင်းကိုသူ့ရဲ့အကြောင်းကိုသိဖို့ရအတွက်ဘုရားသခင်ကသူ့ရဲ့အလိုတော်ကိုတဖြည်းဖြည်းနဲ့ပြည့်စုံစေတာပဲဒါကြောင့်လူတွေအားလုံးကိုလည်းခရစ်တော်ရဲ့အကြောင်းကိုသိရှိစေတာပဲဒါကြောင့်နော်အခုခေတ်မှာကသူ့ဘုရားသခင်ရဲ့အကြံရှိသလိုစာဒမာနကလည်းနော်ဒီထဲမှာတောမျိုးစိတ်တွေကိုကျင်းတာလည်းသိရတယ်ဟုတ်လားကျမ်းစာကိုဂိုင်းပြီးမှတရားဟောတဲ့ဆရာတိုင်းဘုရားရှင်စကားနဲ့လာတဲ့ဆရာမဟုတ်ဘူး။တမန်တရားနဲ့မာယင်းဆိုတာဟောတဲ့ဆရာတွေလည်းအများကြီးရှိတယ်။ဒါကြောင့်ရှင်မာကုခန်းကြီးစနစ်ကိုကျွန်တော်ဖတ်ချင်တယ်ခန်းကြီးစနစ်ကလည်း24ကိုပေါ့နော်ယေရှုကလည်းသင်တို့ဒီကျမ်းစာကိုနားမလဲဘုရားသခင်၏တကိုးကိုမသိတော့ကြောင့်မာတော့အယူယူကြ၏ယနေ့ဒီအကြောင်းနဲ့ပတ်သက်ပြီးမှနော်ခရစ်တော်အသက်ရှင်တဲ့အချိန်မှာဇာတကဲဆိုတဲ့လူပေါ့နော်ဇာတကဲဆိုတာရှင်ပြန်ထမြောက်ခြင်းမရှိဘူးဆိုတဲ့
မရှိဘူးဆိုပြီးမှယုံတဲ့လူတွေဖြစ်တယ်ဘရောဖက်တွေဖြစ်တယ်ဟုတ်လားရစ်ဘရောဟက်တွေဖြစ်တယ်သူတို့ကပြီးတော့ကျမ်းတက်တဲ့ပုဂ္ဂိုလ်တွေဟုတ်တယ်ပြီးတော့မျိုးစင်မျိုးဆက်သူတို့ကဒီပိတ်မှန်တော်မှာနေထိုင်တဲ့လူတွေအခုလူတွေဖြစ်တယ်ဆိုတာသိရတယ်သူတို့ကပြောလဲဆိုတော့ခရစ်တော်ဘုရားခင်ကိုတော့အပြစ်ရှာခြင်းတဲ့အတွက်လူတယောက်မိတ်အမျိုးသမီးတယောက်ကတဲ့နော်အိမ်ထောင်ပြုတ်ပြီးမှဆုံးသွားတယ်တဲ့ဒါမရှိဘဲနဲ့ဆုံးသွားတယ်မောရှေကျမ်းအရာဒီအမျိုးသမီးကိုသူ့ရဲ့ညီကအမျိုးမပြတ်အောင်ယူရမယ်တဲ့အဲ့ဒါနဲ့9ယောက်စလုံးနော်သူတို့ညီကို9ယောက်စလုံးဆုံးသွားတယ်တဲ့နောက်ဆုံးမှဒီအမျိုးသမီးလည်းဆုံးသွားတယ်တဲ့ဒါဆိုတော့ကောင်းကင်နိုင်ငံမှာအဲ့ဒီအမျိုးသမီးကဘသူရဲ့နော်ဘသူရဲ့အမျိုးသမီးဖြစ်မလဲဆိုပြီးမှခရစ်တော်ကိုအပြစ်တင်ပြီးမှသူကမေးချင်တာအဲ့ဒါနဲ့ခရစ်တော်ကပြောတယ်တင်တို့ကတဲ့နော်ကျမ်းစာကိုနားမလည်ဘူးတဲ့ဘုရားသခင်ဤတကိုးကိုမတိတော့ကြမာယွင်းစာခံယူနေကြတယ်ဆိုပြီးမှပြောထားတယ်ဒါကြောင့်ကျွန်တော်တို့အသက်တာမှာလဲနော်ဝိညာဉ်ရဲ့စစ်မှန်တဲ့ဝိညာဉ်ရဲ့အသက်တာကိုခံယူပြီးမှစစ်မှန်တဲ့နှုတ်ကပတ်တော်အဖြစ်တမန်တရားအဖြစ်ကျွန်တော်တို့အသက်တာမွေးဖွားဖို့ရန်အတွက်ကတော့တကယ်ပြင်ပဲဘုရားသခင်ရဲ့စစ်မှန်တဲ့နှုတ်ကပတ်တော်ကိုခွဲခြားတည်ဖို့လိုအပ်တယ်ဆိုတာသိစေချင်တယ်ဒါကြောင့်ယနေ့ဒီခါမှာနော်ဓမ္မမျိုးစေ့မဟုတ်ပဲနဲ့တိုးမျိုးစေ့တွေကိုဂျေးသွားတဲ့လူတွေအများကြီးရှိတယ်ဒီအနေနဲ့ပတ်သက်ပြီးမှနော်ကျွန်တော်ရဲ့အသက်တာမှာစစ်မှန်တဲ့နော်နှုတ်ကပတ်တော်အဖြစ်ကျွန်တော်တို့ရဲ့အသက်တာကိုမွေးဖွားဖို့ရန်အတွက်ကျွန်တော်တို့ကဓမ္မတရားကိုခွဲခြားသိထားရတယ်။ဘာကြောင့်လဲဆိုတော့ရှင်မတဲခန်းကြီးခုနှစ်အငယ်21ကနေ23ကိုကြည့်လိုက်။တခင်ဟုခေါ်တော့ဒူတိုင်းကောင်းကင်နိုင်ငံတို့မဝင်ရဘူးတဲ့။ယနေ့နော်ခရိယန်တွေပဲခရစ်တော်ဘုရားသခင်ကိုတခင်လို့ခေါ်ပါတယ်။တခြားသောဘာသာတွေကမခေါ်ကြပါဘူး။ဒါကိုကြည့်ချင်းအဖြစ်ခရစ်တော်မပါဘဲနဲ့ဟုတ်လားတကိုးတွေပြကြတယ်ခရစ်တော်နာမကိုတုံးပြီးမှနှက်ဆိုးတွေကိုတုံးဆွဲကြတယ်ဒါပေမဲ့နောက်ဆုံးသူတို့ရဲ့လမ်းကပါလေတေးချင်းတရားကိုပို့တဲ့လမ်းဖြစ်တယ်ဆိုတာသိရတယ်ဒါကြောင့်တရားနဲ့ပတ်သက်ပြီးမှငါဟာခရစ်တော်ဖြစ်တယ်ဆိုပြီးမှပုဂ္ဂိုလ်တယောက်ရှိပါတယ်ပိုတိုရီကိုလူမျိုးဖြစ်တယ်သူ့နာမည်ကဂျိုစီလူးစ်ဒီဂျီဆပ်မရင်ဒါတဲ့သူကပြောလဲငါက second coming Jesus ဟုတ်တယ်တဲ့ငါဒုတိယကြွလာမယ့်ခရစ်တော်ဖြစ်တယ်ဆိုပြီးမှအဲ့ဒီပုဂ္ဂိုလ်တော့မရှိတော့ဘူးဒီမှာသူ့ရဲ့ဟာ Florida မှာလည်းရှိတယ် Miami မှာလည်းသူ့ရဲ့ office ရှိတယ်တဲ့သူနောက်လိုက်တဲ့လူတွေအများကြီးရှိတယ်သူပြောလဲငါဟာတမန်တရားကိုတင်ပေးတဲ့ညွှန်ကြားပေးတဲ့ခရစ်တော်ဖြစ်တယ်ဆိုပြီးမှပြောတယ်လူတွေကအများကြီးလောက်လိုက်ကြတယ်သူ့ကိုနောက်သူ့ရဲ့နောက်လိုက်လူတွေကပြောလဲဆိုတော့သူမှန်တယ်တဲ့သူတရားဟောလိုက်တဲ့ငါတို့အထက်မှာစိတ်ငြိမ်သက်ခြင်းတွေရတယ်တဲ့ကျမရဲ့ဝေဒနာတွေလည်းသူ့ရဲ့ဖျားချောင်းထဲမှာပေါ့နော်တရားဟောတဲ့အချိန်မှာပျောက်သွားတယ်တဲ့သူမှန်တယ်ဆိုပြီးမှပြောတယ်နောက်တစ်ယောက်ရှိတယ်ဩစတြေးလျနိုင်ငံသားဟုတ်တယ် AJ Miller တဲ့သူ့ရဲ့အရှိက Alan John Miller ဆိုတဲ့လူဖြစ်တယ်ဒီလူကြောင့်လည်းသူပြောတယ်ငါကတဲ့ပထမ first century မှာနော်ခရစ်တော်ဖြစ်ခဲ့တဲ့ခရစ်တော်ပဲဟုတ်တယ်တဲ့ကျွန်တော်ကခရစ်တော်လူစာတိခံယူတာပါနော် incarnation ဖြစ်တာလူဘဝကိုပြန်ဝင်စားတာဆိုပြီးမှပြောတယ်ပြီးတော့သူ့အမျိုးသမီးကိုတော့သူပြောလဲဆိုတော့သူကမာကာဒမာရီဟုတ်တယ်ဆိုပြီးမှပြောတယ်မယုံရင် YouTube မှာကြည့်လိုက်ဒီလူကဒီလိုပြောတာပြီးတော့သူကအကြီး Queensland ဆိုတဲ့ Australia နိုင်ငံမှာနော်နေရာယူထားပြီးမှသူကလူတွေအများကြီးမှတရားဟောပေးတယ်သူဟောတယ်ဆိုတော့သူလည်းကျမ်းစာကိုကင်ပြီးမှပဲဟောတာနော်ဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာအကြောင်းလူဘဝရဲ့ဘယ်လိုရှောက်လန်းရမယ်ဆိုတဲ့အကြောင်းကိုဟောတာယနေ့သူနောက်လိုက်တဲ့လူတွေကနော်အမျိုးသမီးတွေဆိုအမျိုးသားနဲ့ဖောက်ပြန်တယ်ဒါမဲ့သူပြောလဲဆိုတော့ဒီအကြောင်းကိုလည်းသူကမှန်တယ်ဆိုပြီးမှပြောပြယနေ့နော်ဒီလူတွေကဘာလဲဆိုတော့တမန်ကျမ်းစာကိုကင်ပြီးမှပဲငါဟာခရစ်တော်ပဲဆိုပြီးမှမာရင်းစွာလူတွေကိုခေါ်ဆောင်နေပါတယ်ဒါတွေကိုကျွန်တော်တို့နော်တမန်ကျမ်းစာကိုတေးချာမဖတ်ထားဘူးဆိုရင်တော့ဒီထဲမှာရောင်းလေကျွန်တော်တို့သွားမှာပဲဖြစ်ပါတယ်
ဒါကြောင့်ဒီလူတွေကဘယ်ကနေလာတယ်ဆိုရင်တော့ဘုရားသခင်စီကဖြစ်သွားတဲ့လူမဟုတ်ပါဘူးဘုရားသခင်စီကလာတဲ့လူတွေမဟုတ်ပါဘူးသူတို့ကပြောမယ်ဟာကိုရောအခွင့်ကြောင့်ငါကနှက်ဆိုးတွေမောင်းထုတ်နေတာပဲကိုရောအကြောင်းတကိုးတွေကိုပြတ်ခဲ့တာပဲလို့ပြောမယ်တဲ့ဒါပေမဲ့သူတို့ကငါအလင်မသိဘူးလို့ပြောလိုက်မယ်တဲ့ဒါကြောင့်ကျမ်းစာမှာလည်းရေးထားတာနော်တကိုးပြလို့အောက်ဖွယ်ရာတွေလှုပ်လို့စုတောင်းအားကြီးလို့ကေတင်ချင်းရတယ်ဆိုတာတစ်ချက်မှမရေးထားပါဘူးဒါကြောင့်စာတန်ဒီလေကောင်းကင်တမန်လင်းတော်ကောင်းကင်တမန်ကဲ့သို့နော်အစတော့သူတို့ကဟုတ်နော်တမာတရားလို့ပေါ့နော်တကယ်တမာတရားနဲ့လာတဲ့ style တရားဟောပြီးမှနတ်ဆိုးတွေကမုံထွက်တယ်နတ်ဆိုးကိုယ်တိုင်ကသူ့ကိုခဏလေးမုံမြင်ထုတ်ပြီးမှဟုတ်လားနောက်ဆုံးကြတော့မားရင်းတဲ့လမ်းကိုခေါ်ဆောင်သွားတယ်ဆိုတာသိရတယ်ကြတော့ကျွန်တော်တို့ရဲ့အတက်တာမှာတလားအတုအယောင်ဖြစ်နေတဲ့ရှိနေတဲ့တော်မျိုးစေ့တွေကျင်းနေတဲ့အချိန်မှာကျွန်တော်တို့ကတမန်ကျမ်းစာကိုကောင်းကောင်းကျွန်တော်တို့မှတ်သားထားရမှာဖြစ်ပါတယ်ဖတ်ရမယ်ဖြစ်ပါတယ်ဒါကြောင့်ယေရှုကလည်းပြောကြတော့ဒီလိုကျမ်းစာကိုနားမလည်လို့ဒီကျမ်းစာကိုကျွန်တော်တို့နားမလည်ဘူးတဲ့ကျမ်းစာကိုနားလည်အောင်ကျွန်တော်တို့စုတောင်းပြီးမှဖတ်ရမှာဖြစ်တယ်ဒါကြောင့်ဒီအချိန်မှာကျွန်တော်တို့နှုတ်ထားရမယ့်အချိန်ဖြစ်ပြီကျမ်းစာကိုဖတ်ရင်တော့အိတ်ချင်တယ်လို့စုတောင်းလိုက်တာနဲ့အိတ်ပျော်သွားတဲ့အခြေအနေမဖြစ်တော့ဘူးဒီအလိုအခြေအနေမှာကျွန်တော်တို့ရက်တည်နိုင်ဖို့မဟုတ်တော့ပါဘူးဒီလိုအခြေအနေမှာပဲကျမ်းစာကိုတစ်ခေါက်တလေဖတ်မယ်စုလဲတောင်းချင်တဲ့အချိန်တောင်းမယ်ဆိုတဲ့အသက်တာနဲ့ရှောက်လမ်းမယ်ဆိုရင်ကျွန်တော်တို့နောက်ဆုံးမှာဒီလိုအတုအယောင်တော်မျိုးစေ့တွေကိုနာခံပြီးမှကျွန်တော်တို့ဟုတ်လားအသက်တာမာရွေးတဲ့အသက်တာအပြည့်ရှောက်လမ်းဖို့ပဲဖြစ်ပါလေဒါတော့ဒုတိယတစ်ချက်ကျွန်တော်ပေးချင်တာနော်စစ်မှန်တဲ့နှုတ်ကပတော်ပြီးမွေးပွားဖို့ရန်အတွက်ကတော့စာတိအားဖြင့်ကယ်တင်ခြင်းကိုရယူခြင်းဆိုတဲ့အရာဖြစ်တယ်တမန်တော်ခန်းကြီး8အငယ်20ပါကျွန်တော်ဖတ်ချင်တယ်ခန်းကြီး8အငယ်20မှာပေတရုကဘုရားခင်၏ကျေးဇူးတော်ကိုငွေနှင့်ဝေယူဟုအကြံရှိသောကြောင့်တင်နှင့်တကွတင်၏ငွေသည်ပျက်စီးခြင်းတို့ရောက်ပါစေတမန်တော်ခေတ်မှာနော်တမန်တော်ခေတ်မှာတမန်တော်ပေတရုနဲ့ယောဟန်တို့ကဘုရားခင်ရဲ့ဧဝံဂေလိတရားအကြောင်းကိုပြောတဲ့အချိန်မှာရှာမာရိအမျိုးသားတွေကလက်ခံယုံကြည်သွားတယ်ဒါမဲ့သူတို့ယုံကြည်တဲ့အရာပေါ်မှာတရှင်တော်ဝိညာဉ်တော်မတက်ရောက်သေးဘူးဆိုတော့သူတို့ကလက်တင်ပြီးမှဆုတောင်းပေးခဲ့တယ်အဲ့ဒါနဲ့သူတရှင်တော်ဝိညာဉ်တော်ရသွားတယ်ဆိုပြီးမှပြောထားတယ်အဲ့ဒါကိုတမန်တော်တွေဆုတောင်းပေးတာကိုမြင်လိုက်တဲ့ဒီသူ့နာမည်ကဒီမှာရေးထားတယ်သူ့နာမည်ရှီမွန်ဆိုတဲ့လူကလည်းဟောတာနော်ဟာတဘိုးရတဲ့လူတွေပါတော့ဟုတ်လားငါ့ကိုလည်းဆုတောင်းပေးလိုက်တော့ငါရမှာပဲဆိုပြီးမှပတ်စံနဲ့ဟုတ်လားပတ်စံနဲ့တမန်တော်တွေကိုပေးလေးဖို့သူကဆုတောင်းပေးဖို့ရန်အတွက်တောင်းပန်ခဲ့တယ်ပါဒီချိန်မှာဘေထရိုကပြောတယ်ဆိုတော့တင်းနဲ့တင်းရဲ့ငွေတွေအတူပြည့်စည်ပါစေတဲ့ဒါကျွန်တော်ဒီမှာပြောချင်လဲဆိုတော့ကျွန်တော်ယနေ့ခရိယာအသက်တာနော်ခရိယန်တွေကယနေ့ငွေရှိခြင်းကျွန်တော်အလုပ်အဆင်ပြေခြင်းကောင်းကြီးတွေရခြင်းအပြင်ကျွန်တော်တို့ကယ်တင်ခြင်းရတယ်လို့ကျွန်တော်ခံယူတတ်တယ်အလိုအင်မတန်မှမာရတဲ့ဖြစ်ပါတယ်ပတ်စံရှိလို့အလုပ်အဆင်ပြေလို့ဟုတ်တော့ကယ်တင်ခြင်းရတယ်ဆိုတာလေကျမ်းစာအချင်းမှာမရေးထားပါဘူးတချို့တွေကကျွန်တော်ကငငယ်ကလေးကနဲ့ခရိယန်တယောက်ပါနော်နေချင်းလည်းခံပြီးဖျားကြောင်လည်းပုံမှန်သွားတယ်စုလည်းပုံမှန်တောင်းတယ်ဆိုပြီးမှငါကကယ်တင်ခြင်းရတယ်လို့ထင်နေကြတယ်မဟုတ်ပါဘူးဒီလိုမရေးထားဘူးကျမ်းစာမှာဒါကြောင့်ဒါကလုံထင်းလုံနည်းတစ်ခုပါပဲလုံထုံးလုံနည်းတစ်ခုနဲ့ကယ်တင်ခြင်းကိုရမှာမဟုတ်ပါဘူးခရစ်တော်ရှိမှာမဟုတ်ပါဘူးဟုတ်လားနေချင်းခံတယ်ဆိုရင်တော့မှဒါကကိုခရိယန်ဖြစ်တယ်ဆိုတဲ့အရာကိုပေါ်ပြတာပဲတချို့တွေကအဲ့ဒါကိုနော်ဒေခါနီဖြစ်တဲ့ခရိယန်မျိုးသမီးကသူဒေခါနီမှာပြောတယ်ဆိုတော့နေချင်းခံလက်မှတ်ကိုပါစတာကိုပြတယ်အဲ့ဒါမှကောင်းကင်နိုင်ငံသွားဖို့ဟုတ်တယ်ပြောချင်တာကဒီဟာကကောင်းကင်နိုင်ငံကိုသွားမဲ့လက်မှတ်လို့ထင်လို့သူကအမျက်တို့
တိတ်ထားတာဖြစ်တယ်ဘာလို့လဲတမန်တရားကိုကောင်းမှုဆိုတာနားမလည်လို့ဖြစ်တယ်ဒါကြောင့်ချင်းဒီတော့ဟိုတော့ရမှာဆရာတယောက်ကနှစ်ချင်းခံပေးတယ်တဲ့နှစ်ချင်းခံပေးတော့လူတွေကလည်းကြာမှဆရာရောက်လာတယ်ဆိုတော့နော်ခါတိုင်းနှစ်ချင်းခံနေတဲ့လူတွေကအဲ့ဒါမှရေလေးနည်းနည်းရေလေးကြီးတယ်မဟုတ်လားဒီမှာဆိုတော့ဒါပေမဲ့ဆရာတစ်ခါတလေပဲရောက်လာတော့နှစ်ချင်းခံပေးတယ်လူတွေကတချင်းလဲဆိုตายရတော့ဆိုပြီးတော့တချင်းလေးလဲဆိုအဲ့နဲ့ဆရာကတယောက်ပြီးတော့တယောက်နှစ်ချင်းခံပေးတာသွားနှစ်ချင်းခံသွားအဲ့ပြီးတော့အဲ့လိုပေါ့နော်လူလေးများတယ်ဆိုတော့တယောက်ကနှစ်ချင်းခံပေးတဲ့အချိန်မှာလူပြိုလူပဲပေါ့နော်ဒီလေထောင်မောင်းနေခံပေးတော့နှစ်ချင်းနစ်လိုက်တာနဲ့လူကပျောက်သွားတယ်ဟာဒီဆရာကတော့သွားပြီပေါ့နော်ပျောက်သွားတော့မပေါ်လာတော့ဘူးတဲ့အဲ့နဲ့လူတွေကခုနတချင်းဆိုလေလူကဟေးခဏရက်ပါဦးဒီကောင်ဘယ်ရောက်သွားလဲမသိရှာပါဦးဆိုတော့ရေကကြီးနေတော့ရေထဲမျောသွားပြီဆိုတော့သွားပါပြီတေးပြီဟုတ်လားဆရာလည်းထောင်ကြတော့မယ်ဒီအမှုနဲ့လူတွေကအားတော့ခုနตายရတော့ဆိုတဲ့တချင်းကိုဆိုတဲ့လူကမဆိုနိုင်တော့ပတ်ပြီးမှရှာတယ်ရှာတော့ခဏနဲ့30မိနစ်လောက်ရှာတော့အဲ့ဒီလူကတခါနဲ့ဆရာဘေးမှာပရုတ်နဲ့ထွက်လာတယ်ဘာဆရာပြောင်းပြီးဘာလုပ်နေလဲပင်သွားနေတာလေဆိုဆရာကျွန်တော်လုတ်ထားတဲ့ဟာကျွန်တော်တည်တယ်ပြောတယ်ဘာလဲလို့ပြောတယ်ကျွန်တော်ကရေးချက်နစ်လိုက်တာနဲ့ကျွန်တော်ရဲ့အဖြစ်တွေကမစေးကျုံးနိုင်ဘူးဒါကြောင့်ကျွန်တော်ကတခါလေးဟိုငုတ်သွားပြီးမှကြောက်ထဲမှာပုံနေတာဒါကောနော်ဒါကပြီးတော့ဖလာပြီးတော့သူရဲ့ဘလို့ခံယူလဲတမန်ကျန်းစာကိုနားလေလို့မသိလို့ဒါရင်းနဲ့ကေတင်ချင်းရတယ်လို့ထင်တာခုနပွဲတော်စားတဲ့အချိန်မှာလေတချို့တွေဆိုနော်တချို့အသိတော်မှာတွေဆိုခွက်ဖလားနဲ့ကျွန်တော်တို့ခွက်နေတော့မခွက်ဖလားနဲ့ပါနော်တောက်တယ်တင်းအသိတော်တစ်ခုမှာတောက်ပါစတာအော်မှာဒီတင်းထောက်ကသွားပြီးမှတယောက်ပေးရတယ်ပေးပြီးမှအဲ့ဒါတောက်ရတောက်ပြီးတော့တချို့တွေယွန်တက်တော့ပတ်ဆက်နဲ့ဥစားပေါ့နော်ပိတ်နဲ့အဲ့လိုသုံးပြီးတယောက်ကိုပေးရတယ်အကြမှာလည်းဒီလိုပဲတယောက်ပြီးတော့အဲ့ဒီမှာသွားတဲ့လူတယောက်ကလည်းအဲ့ဒါကိုတစ်ခွက်လုံးတောက်လိုက်တယ်အဲ့ဒါနဲ့ဆူရာပေါ့နော်တင်းထောက်ကဟဲ့ဘာလို့အကုန်လုံးတောက်တယ်လူတွေအများကြီးကြံသေးတယ်သိပါကျွန်တော်ဆက်လေးနေတော့ကျွန်တော်ရဲ့အဖြစ်ကိုမစေးနိုင်ဘူးကျွန်တော်အားလုံးတောက်မှအားလုံးအဖြစ်စေးသွားမှာပြောချင်တာကနော်ဒီမီယိုဖလာနဲ့ကျွန်တော်တို့ဒီလုံထုံးလုံနေတဲ့ဒီတင်ချင်းရတယ်ကျွန်တော်တို့ခံယူနေကြတဲ့အတွက်ဖြစ်တယ်။ဘာဖြစ်လဲတမန်တရားအဖြစ်ကျွန်တော်ရဲ့အသက်တမန်တရားအဖြစ်ခရစ်တော်အဖြစ်ကျွန်တော်ရဲ့အသက်တာအသက်ပြုပြင်ဖို့လိုအပ်တယ်။ကောရိန္သုခန်းကြီး2ကောရိန္သု5:16မှာတော့လူမီဒီကခရစ်တော်၌ရှိတယ်။ဘာပြောတာလဲအသက်ပြုပြင်တော်တတ်တာဖြစ်တယ်။လူမီဒီကခရစ်ယာန်ဖြစ်ရင်အသက်တော်တတ်တာဖြစ်တယ်လို့ရေးထားတာ။ရေးထားဘူးခရစ်တော်၌ရှိမှဒါနဲ့ကျွန်တော်တို့ကအသစ်ပြုတ်ပြင်းတဲ့တတ်တော်ဖြစ်မယ်။အာမင်။တချို့တွေကဟာကောင်းလို့ကိုလှုပ်အတွက်ကေတင်ချင်းရသွားတယ်ဆိုထင်နေကြတယ်။ကောင်းလို့အတွက်ဟာဒီကဟိုတော့ဆလိတ်တော့တယ်ဟိုတော့မူးရနေတာသူကဆူဆင်းနေတာအခုဒီကောင်ကကောင်းသွားပြီကေတင်ချင်းရသွားပြီလို့ထင်နေလို့ပဲ no မားတယ် no ခမ ्या ကကောင်းလို့ကေတင်ချင်းရတာမဟုတ်ဘူးခမ ्या ကေတင်ချင်းရလို့ကောင်းတဲ့အသက်တာဖြစ်ရပါမယ်။အာမင်။ဒါကြောင့်ခရစ်တော်နဲ့ကျွန်တော်တို့အစပြုမယ်ဆိုရင်တော့ကျွန်တော်တို့မကောင်းတဲ့အရာကိုခရစ်တော်ကိုလက်ဝါးကားတယ်ပေးထားတာဖြစ်ပါတယ်။ဒါကြောင့်ဂါလာတိခန်းကြီး20မှာရှင်ပေါလုကပြောလဲငါဒီခရစ်တော်နဲ့လက်ဝါးကားတိုင်းမှာအတူအသေးခံပြီတဲ့။ရှင်ပေါလုကညာတယ်နော်။ဘာကြောင့်လဲဆိုတော့ရှင်မတဲမာကုလုကရှင်ယောဟန်မှာကြည့်တယ်ခရစ်တော်ရဲ့တက်တော်စီမှာကြည့်လိုက်ခရစ်တော်နဲ့လက်ဝါးကားတိုင်းမှာအတူအသေးခံတာဘာတူလဲတခိုးနေရောက်ပဲဘောလူမပါဘူးနော်ဘောလူမပါဘူးဘောလူကဘာပြောလဲငါဒီခရစ်တော်နဲ့လက်ဝါးကားတိုင်းမှာအတူအသေးခံပြီတဲ့ဘာကြောင့်ပြောတယ်လဲဘောလူကသူကဖေးရတဲ့ခင်ခရစ်တော်နဲ့သူတော့ကြည့်တဲ့နောက်မှာသူကဒီအရာတွေဝိညာဉ်မျက်စိတွေကိုအားလုံးပွင့်ပြီးမှနားလေတယ်ပြောချင်တာကကျွန်တော်ရဲ့ဇာတိသဘောတွေကိုငါတတ်နိုင်တယ်ငါလုံနိုင်တယ်ငါဖြစ်နိုင်တယ်ငါအကျဉ်းသက်ပုဂ္ဂိုလ်ပဲဆိုတဲ့ငါဖြစ်တဲ့အရာကိုလက်ဝါးကားတိုင်မှာခရစ်တော်နဲ့အတူရိုက်ထားလိုက်တာဖြစ်ပါတယ်ခရစ်တော်အထက်မှာသူကရိုက်ထားပြီးမှခရစ်တော်ကလည်းဒုံညဘဝနဲ့စတာဖြစ်ပါတယ်ကျွန်တော်တို့ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာမှာလဲကျွန်တော်တို့ရဲ့အသက်တာမှာလဲနော်ငါတက်နိုင်တယ်လုံနိုင်တယ်ဆိုတဲ့အတက်တာနဲ့သွားမယ်ဆိုရင်ခရစ်တော်ကတော့ကြည်နေမှာပဲလုံနေပါ
ဒါပေမဲ့ကျွန်တော်မတတ်နိုင်ဘူးမလုပ်နိုင်တော့ဘူးဆိုပြီးမှခရစ်တော်ကိုကျွန်တော်တို့ရဲ့ငါဆိုတဲ့အရာကိုခရစ်တော်နဲ့လက်ဝါးကားတိုင်းမှာအသေးတက်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ကဝိညာဉ်ရေးရမှာအတီးတရားနဲ့တစ်ဆင့်ပြီးတစ်ဆင့်အတီးတီးသွားဖို့ဟုတ်ပါတယ်အာမင်ဒါကြောင့်ကျွန်တော်ဒီနေ့ကြားနိုင်ရတဲ့လောကပတ်တော်အတိုင်းပဲနော်ဘုရားသခင်ကကျွန်တော်တို့ရဲ့အသက်တာမှာတမန်တရားအားဖြစ်တာနေကျွန်တော်တို့မွေးဖွားဖို့ပါပဲဒါကြောင့်ပြတဲ့ခန်းကြီးတော့ငယ်နဲ့ဆင်မှာပါပြောတာလေဒီရဲ့တကားရှိမှာတဲ့ငါဒီတကားရှိမှာရက်ပြီးမှတကားခောက်လဲနေတယ်တဲ့ကျွန်တော်တို့ရဲ့အရောက်စီရဲ့နှလုံးသားကိုတကားခောက်လဲနေတယ်ကျွန်တော်ဒါကြောင့်ဘိုးတော်ကမြို့ဖရာဖြစ်ခဲ့တဲ့အရာတွေတွေးတောခဲ့တဲ့အရာတွေကိုခဏသိထားလိုက်ခရစ်တော်ပြောတဲ့အတိုင်းရှင်ဘောလူပြောတဲ့အတိုင်းပေါ့နော်ကျွန်တော်ရဲ့ဇာတိတွေကိုခရစ်တော်ထဲမှာပုံအပ်လိုက်ရင်တော့ခရစ်တော်နဲ့ကျွန်တော်အသစ်ပြုပြီးချင်းတဲ့ဘာဖြစ်လာလိမ့်မယ်ဒါကြောင့်ကျွန်တော်တို့ဘလောက်ပဲဘုရားကျောင်းပဲတက်တက်ဘလောက်ပဲဆုတောင်းအားကြီးကြီးကျွန်တော်ရဲ့အသက်တာမှာခရစ်တော်ကဝိညာဉ်ခရစ်တော်ဝိညာဉ်မရှိဘူးဆိုရင်ကျွန်တော်တို့ကိုဘုရားခင်ကမသိပါဘူးဒါကြောင့်ယောမအခန်းကြီး30အငယ်30မှာလည်းပြောထားတယ်နော်ကျွန်တော်တို့ဖြောင့်မတ်ရာတို့ရောက်ချင်းကယုံကြည်ရမယ်စိတ်နှလုံးအားဖြင့်ယုံကြည်ရမယ်ဂေတင်ချင်းတို့ရောက်ချင်းကကျွန်တော်တို့ကနှုတ်အားဖြင့်ဝန်ခံရမယ်ဒါကလွယ်လေးနဲ့အရင်ခက်တယ်နော်ကျွန်တော်ပြောချင်တာနော်ကျွန်တော်တို့တစ်ခါတလေဒီလာတေးလာမှာသွားတယ်မယုံကြည်တဲ့လူစီသွားပြီးမှခရစ်တော်ရဲ့အကြောင်းကိုပြောတဲ့အချိန်မှာယုံကြည်တယ်ခရစ်တော်ကိုတော့အေးကောင်းတယ်မှန်တာပေါ့ခင်ဗျားတို့ပြောတာယုံတယ်မှန်တယ်အခုဒါဆိုတော့ဦးလေးခရစ်တော်ရဲ့အကြောင်းကိုပြောပါလားဘာကိုနားလေတယ်နှုတ်ကလည်းမထွက်နိုင်ဘူးနှုတ်ကလည်းခရစ်တော်ရဲ့ကောင်းတဲ့အကြောင်းခရစ်တော်ကယ်တင်ရှင်ဖြစ်တဲ့အကြောင်းကိုသူတို့နားမလည်နိုင်ဘူးမပြောထက်နိုင်ဘူးပြောချင်တာဒါကြောင့်သူတို့ရဲ့ဝိညာဉ်မျက်စိနားတွေကိုပိတ်ထားတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာမှာတော့ကျွန်တော်တို့တည်ယုံတဲ့ခရစ်တော်ကိုတည်ယုံတဲ့မဟုတ်ဘူးကျွန်တော်တို့နှုတ်အားဖြင့်ဝန်ခံရမယ့်အသက်တာဖြစ်တယ်ဟုတ်လားအများကိုဘလောက်ပဲတည်နှုတ်အားဖြင့်ဝန်ခံဖို့ဆိုတော့နှုတ်အားဖြင့်ကယ်တင်ခြင်းတို့ရောက်ဖို့ဖြစ်တယ်နှုတ်ဝန်ခံခြင်းအားဖြင့်ကယ်တင်ခြင်းရမယ်တဲ့ကျွန်တော်သက်တာမှာနော်ဘလောက်ပဲခရစ်တော်ကိုတည်ထားနေစေနှုတ်အားဖြင့်ဝန်ခံရမယ်အသက်တာဖြစ်နေပြီဒါကြောင့်ကျွန်တော်ရဲ့အသက်တာနော်လူတိုင်းဝိညာဉ်မျက်စိတွေကိုဖွင့်ပြီးမှဘုရားရှင်ဒါ၍ဟုတ်လားဒီတမန်တရားအားဖြင့်မွေးဖွားခြင်းအသက်တာအားဖြင့်ရှောက်လာနိုင်ကြပါစေလို့ရောက်စီတိုင်းကိုအနေငယ်အားဖြင့်နှုတ်ကပတ်တော်အားဖြင့်ခွန်အားပေးလို့ဒါအလောင်းပေးရနာပါတယ်အလုံးကိုဖျားရှင်ကောင်းချီးကြရပါစေအာမင်